အားလုံးပဲမင်္ဂလာပါရှင်ကျမတော့ Susan Design School မှာ Founder Designer စုခိုင်ဖြစ်ပါတယ်ဒီ design လေးရတော့ပေါ့နော်ဒါကတော့ခုခေတ်ခေတ်စားနေတဲ့ပုံလေးတွေကတစ်ပုံဖြစ်ပါတယ်ရှင်ကျမတို့ Susan Design School ကဒီလို design set တွေကိုလည်းသင်တန်းသားရဲ့စိတ်ကြိုက်ပေါ့နော်သင်ကြားပေးနေပါတယ်ဒီလိုမျိုးပေါ့နော်ဒါသင်ကြားတဲ့အချိန်မှာသင်တန်းသားကပုံပြီးဒီပုံတွေပေါ့နော်ဒီပုံတွေသင်ကျင်နေဆိုရရွေးလာတဲ့ပုံတွေအားလုံးကိုလည်း1 by 1သင်ကြားခြင်းဖြစ်ပါတယ်သင်တန်းသားတွေရဲ့စိတ်ကြိုက်ဆိုတာဘာကြောင့်ပြောလဲဆိုလို့ရှိရင်ကျမတို့သင်တန်းကျောင်းမှာပုံရည်ကတ်သက်ထားခြင်းလုံးဝမရှိပါဘူးဒါသင်တန်းသားရဲ့လိုအပ်ချက်အတွက်ပေါ့နော်လိုအပ်တဲ့မြင့်ပုံတွေကိုရွေးချယ်ပြီးတော့တယောက်ချင်းစီလည်းသင်ကြားနေပါတယ်ပြီးလို့ရှိရင်ဒါ1 by 1 video call class တွေလည်းဒီနိုင်ငံခြားရောက်မြန်မာတွေအတွက်လည်းဖွင့်ထားတာမျိုးရှိပါတယ်ဒီနိုင်ငံခြားရောက်မြန်မာတွေအတွက်ပေါ့နော်ဒီ1 by 1 video call class တွေကအခုဆိုလို့ရှိရင်မွေးထုတ်လာခဲ့တာ10ယောက်ကျော်ပါပြီသင်တန်းသား10ယောက်ကျော်ပြီးတော့17ယောက်ရှိခဲ့ပါပြီဒီလိုမျိုး1 by 1တင်ကြားတဲ့အချိန်မှာသင်တန်းသားအားတဲ့အချိန်နဲ့ပေါ့နော်တေချာညှိနှိုင်းပြီးတော့တစ်ပတ်ကိုပေါ့2ရက်3ရက်ပေါ့နော်သင်တန်းသားပေးနိုင်တဲ့အချိန်ပေါ်မှာမှုတည်ပြီးတော့တင်ကြားခြင်းဖြစ်ပါတယ်ရှင်အဲ့တော့ကျမတို့အနေနဲ့ကပေါ့နော်ကျမတို့သင်တန်းကျောင်းအနေနဲ့ကဒီလိုမျိုးထူးခြားအောင်မြင်တဲ့တပည့်အများကြီးကိုလည်းမွေးထုတ်ပေးခဲ့ပြီးတော့နှစ်20အတွင်းမှာမွေးထုတ်ပေးခဲ့ပြီးတော့ပေါ့နော်ဒီသင်တန်းသားတွေကနေပြီးတော့ဆရာမတွေဖြစ်တယ်ပြန်ပြီးတော့ရက်တည်သွားတာတွေလည်းအများကြီးရှိခဲ့ပါတယ်နောက်ထပ်လည်းပေါ့နော်ဒီလို design စမ်းပုံတွေကိုလည်းအများကြီးထပ်ပြီးတော့သင်ကြားသွားပါအောင်မယ်လို့ပြောချင်ပါတယ်ရှင်ဒီပုံစံလေးကတော့ပေါ့နော်တကယ်ကိုခင်မီရဲ့ပုံစံလေးကနေတပုံဖြစ်ပါတယ်ဒါကတော့ဒီပုံလေးနဲ့ပတ်သက်ပြီးနည်းပြောချင်တာကတော့ဒါတစ်ဆက်သေးလေတောင်ရဲ့ဒီကုတ်ရဲ့ပေါ့နော်ဒီဒါလေးကိုထပ်ပြီးတော့လက်ကတော့အားလုံးတွေ့တဲ့အတိုင်းပေါ့လက်အချွန်ပုံစံလေးပဲပေါ့နော်အဲ့ဒါလေးဒီပုံစံလေးကိုဆက်ထားခြင်းဖြစ်ပါတယ်ရှင်ဒါကလည်းနိုင်ငံခြား University တွေမှာသင်ကြားလေးရှိတဲ့ design တွေကနေပြီးတော့တစ်မျိုးလေးဖြစ်ပါတယ်ရှင်ဒီနိုင်ငံခြား University ကိုကျမတို့တွားရောက်ပြီးတော့လေ့လာတဲ့အချိန်မှာဒီလိုမျိုးပေါ့နော်Master အနေနဲ့သင်တန်းသားတွေကိုလက်ရည်တက်အောင်ပေါ့သူကသင်ကြားပေးထားတယ်လည်းအများကြီးပဲဒီတွေ့ကြုံတွေလည်းအများကြီးပြန်ပြီးတော့ sharing လုပ်ခြင်းဖြစ်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ကျမတို့ designer စုခိုင်ပါ